main ဘာလို့လဲဆိုရင်ဘယ်လိုပြောလဲဆရာမ ဘာအလုပ်လုပ်လဲလို့မေးတယ်ဆိုလို့ရှိရင် What do you do for a living What do you do ဘာလုပ်တယ်လဲ for a living အသက်ရှင်ဖို့အတွက်ဘာလုပ်တယ်လဲဆိုတာကကြတော့မင်းဘာအလုပ်လုပ်တယ်လဲလို့မေးတာ ਨੇ အတူတူပဲ What do you do for a living ဒါမှမဟုတ်ဘူးဆိုရင် What do you do ဘာလုပ်တယ်လဲလို့မေးလို့ရတယ်ဒါမှမဟုတ်ရင်လည်း What is your job မင်းရဲ့အလုပ်ကဘာလဲလို့မေးလို့ရတယ်ကြိုက်တယ်လို့မေးလို့ရပါတယ်သုံးမျိုးမေးလို့ရတယ် What do you do for a living What do you do ဒါမှမဟုတ်ဘူးဆိုရင် What is your job ငါဓာတ်ပုံဆရာတယောက်ပါဆိုရင်ငါကဓာတ်ပုံဆရာတယောက်ပါဆိုရင် I am a photographer I am a photographer ငါကဓာတ်ပုံဆရာတယောက်ပါအကယ်၍ကျောင်းဆရာမဆိုရင် I am a teacher I am a teacher ကျောင်းသားဆိုရင် I am a student I am a student ရုံးအလုပ်သမားဆိုရင်ရုံးဝန်ထမ်းပေါ့နော်ရုံးဝန်ထမ်း officer ဆိုရင်လည်း I am an officer I am an officer အကယ်၍မှာကိုကအလုပ်မရှိဘူးလောလောဆယ်အလုပ်လက်မဲ့ဖြစ်နေသေးတယ်ဆိုရင် I am unemployed I am unemployed unemployed ဆိုတာကကြတော့အလုပ်လက်မဲ့ကိုပြောတာဆိုတော့ I am unemployed လို့ပြောလို့ရပါတယ်ငါအလုပ်တစ်ခုရှာနေတယ်ဆိုရင်အလုပ်တစ်ခုရှာနေတယ်ဆိုရင် I am looking for a job I am looking for a job I'm looking for a job ငါ project တစ်ခုလုပ်နေတယ်ဆိုရင်ကိုက project တစ်ခုနဲ့အလုပ်လုပ်နေတယ်ဆိုရင် I am working on a project I am working on a project I am working on a project ဖြစ်ပါတယ်ငါအစည်းအဝေးရှိတယ်ဆိုရင်အစည်းအဝေးရှိတယ်ဆိုရင် so easy လေးပဲ I have a meeting I have a meeting I have a meeting ငါအစည်းအဝေးတစ်ခုရှိနေတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှအလုံးများတာတို့အလုံးရှုပ်တာတို့ပြပါမင်းဘာလုပ်တယ်လဲလို့ဆိုတာလေးတွေကိုလွယ်လွယ်ကူကူလေးနဲ့အပြန်လှန်ပြောပြီးတော့မှမိတ်ဆက်ပေးလို့ရမယ်လို့ထင်ပါတယ်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့တွေ့ကြမယ် Share Education Page ကို follow လုပ်ထားပေးပါဒီဗီဒီယိုကိုလည်း like နဲ့ share လုပ်ထားပေးပါဦးเนาะတင်နန်းကြောင်းသိချင်တဲ့သူတွေကတော့ comment မှာ SHWE ရွှေဆိုပြီးတော့မှမှန်ခဲ့ပေးပါရှင် Goodbye everyone